exam မှာအနှုတ် format တင်ခဲ့တာဖြစ်တဲ့ကွင်းစကွင်းပိတ်လေးရဲ့အနီရောင် format လေးရဲ့ကိုဒီလိုအနှုတ်ဆိုင်လေးတွေရေးလိုက်တဲ့အခါမှာ auto format ပါအောင်ဘယ်လိုအသုံးပြုရမလဲသိချင်နေဆိုရင်ဗီဒီယိုလေးကိုအဆုံးထိကြည့်ပေးသွားပါရှင်ပထမဆုံးအနေနဲ့ကတော့ကိုအသုံးပြုမဲ့ဆယ်ခွက်လေးတွေကို selection လေးပေးလိုက်ပါပြီးသွားပြီဆိုရင် keyboard ကနေ control ရဲ့1ရဲ့ကိုနှိပ်ခဲ့ပေးပါပြီးရင် custom နဲ့ကိုသွားမယ်ပေါ့နော် custom နဲ့မဲ့ရိုက်ထည့်မဲ့ format လေးက full comma တောင်ကွင်း red တောင်ကွင်းနဲ့ပြန်ပိတ်မယ်ကွင်းစာ hash comma hash ကိုရေးလိုက်ပါကွင်းပိတ်ပြီးရင် double ကိုကျက်လို့ရေးလိုက်မယ် double ကိုအဲ့ဆိုရင် okay လေးပေးခဲ့လိုက်ပါပြီးတော့နော်စမတို့ဒီမှာရိုက်ကြည့်လိုက်ပါ minus format လေးတွေရိုက်ကြည့်မယ်ဒါဆိုရင်စမတို့ကွင်းစာကွင်းပိတ်လေးတွေအနှုတ် format လေးတွေပါသွားပါလိမ့်မယ်ရှင်ဗီဒီယိုလေးကအကျိုးရှိတဲ့ဆိုရင် comment မှာ yes လို့ရေးခဲ့ပေးပါအောင်ရှင် exam နဲ့ပတ်သက်ပြီးအသေးစိတ်လေ့လာခြင်းနဲ့ဆိုရင် Star Community ရဲ့ exam online class တွေအပြင်တန်းလေးတွေမှာအသေးစိတ်လေ့လာလို့ရပါတယ်ရှင်ဂျွန်လာအတွက်တန်းခွဲတစ်လေးတွေလည်းလက်ခံနေပါပြီရှင်